ထိုလူသည်ရုတ်တရက်သူ့ရှက်အင်ကြီးကျယ်သီးများကိုဖြုတ်လိုက်ပြီးသူ့အရေပြားတလက်မချင်းစီတွင်ထွင်းထားသောတတူးများကိုပေါ်လွင်စေသည်ပြပွဲမဟုတ်ပါမင်းတစ်ကြောင်းချင်းစီသည်တွေးသစ္စာဆိုချက်တစ်ခုဖြစ်သည်သူ့ဘဝကိုလက်စားချေခြင်းဟူသောမစ်ရှင်တစ်ခုဖြင့်မောင်းနှင်ထားသည်သူသည်အသက်ရှင်ကျန်ရစ်သူများတွင်အကြောက်ဆုံးဂိုင်းကောင်းဆောင်ဖြစ်သည်မယနာနိုင်ငံ၌သူ့နာမည်ကိုလက်သီးဖြင့်ထိုးသောဘလူးတန်လက်သီးလူသားပုံစံဖြင့်လမ်းလျှောက်သောနတ်ဆိုးဖြင့်တိုးတိုးလေးပြောကြသည်သူ၏ခွန်အားဖြင့်သူသည်မကြာခဏကိုရေးကိုရာကိစ္စများကိုကင်တွယ်ဖြေရှင်းလေးရှိပြီးသူ့ကိုစန့်ကျင်ရဲသူများကိုရက်ဆက်စွာဖျက်ဆီးလေးရှိသည်သူ့လမ်းကြောင်းကိုဖျက်သွားသူတိုင်းပြန်လာကြလျင်ပင်ပြန်မလာတော့ပါသို့တော်မမျှော်လင့်ထားသောအခိုက်အတန့်တစ်ခုကအရာအလုံးကိုပြောင်းလဲစေခဲ့သည်ကားစီရန်စောင့်နေစဉ်သူ့စီကရက်ငွေကြောင့်ကျောင်းသူလေးတဦးချောင်းဆိုးနေသည်ကိုသူသတိပြုမိခဲ့သည်ခဏတာအတွင်းသူ့မျက်လုံးထဲတွင်နောက်ရမှုများဖြတ်ပြေးသွားသည်စကားတစ်ခုမှမပြောဘဲမိုးရေကြောင့်ဆိုးရွှဲမသွားစေရန်သူ့ထီကိုသူမအားပေးလိုက်သည်ဤနတ်ဆိုးတွင်း၌ပင်လူသားအချို့အသက်ရှင်ကျန်ရစ်သေးသည်ကိုအနှဲငယ်မြင်လိုက်ရသည်ထိုညတွင်ဂိုင်းကောင်းဆောင်နှင့်သူ့လူများသည်ပါတီပွဲများကျင်းပနေကြသည်ရေမောတံများဆူညံသောတေးဂီတအရက်ရှုပ်ထွေးမှုများသည်တီဗီဖန်သားပြင်သည်အိမ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားသည့်အထိထိန်းချုပ်ထားနိုင်သည်ကျောင်းသူလေးတဦးသည်ယူသွတ်သောစိတ်ရောဂါသည်တဦး၏တပ်ဖြတ်မှုကိုခံခဲ့ရသည့်အစပိုင်းတွင်လူတိုင်းကရင်းကိုနောက်ထပ်ရာဇဝတ်မှုတစ်ခုသာဖြစ်သည်ဟုထင်ခဲ့ကြသည်ဒါပေမဲ့ကင်မရာကသူ့ကိုဓာတ်နဲ့ထိုးခဲ့တဲ့အထောက်အထားတစ်ခုကိုပြသခဲ့ပါတယ်ရာဇဝတ်မှုဖြစ်ပွားရာနေရာမှာသူ့ရဲ့ထီကိုတွေ့ရှိခဲ့ပါတယ်သူ့ကဘာကြီးအေးခဲသွားခဲ့ပါတယ်အစောပိုင်းကသူတွေ့ခဲ့တဲ့မိန်းကလေးဟာအသက်မဲ့အလောင်းတစ်လောင်းဖြစ်နေပါပြီအပြစ်ရှိစိတ်ကဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့အိပ်ပျော်နေတဲ့မှောင်မိုက်မှုကသွေးကိုအော်ဟစ်ရင်းနိုးထလာခဲ့ပါတယ်စီးပွားရေးငွေကြေးဂုဏ်သတင်းအားလုံးအတိတ်ပဲမရှိပါဘူးအတွေ့တစ်ခုပဲကြံပါတော့တယ်လူသက်သမားကိုရှာပါသူဟာသူ့အဖွဲ့သားအားလုံးကိုစစ်တပ်တက်လို့လွှတ်လိုက်ပါတယ်မျိုးကြီးတုံ့လှုပ်သွားပါတယ်မောင်မိုက်တဲ့လမ်းကြားတွေကွဲအပ်သွားပါတယ်တားရဲ့အတွက်ဘေးကင်းတဲ့နေရာမရှိပါဘူးနောက်ဆုံးမှာတော့ပြစ်မှတ်ကိုရှာတွေ့ခဲ့ပါတယ်တတိပေးချက်တွေညှိနှိုင်းမှုတွေအဆက်မပြတ်ထိုးနှက်ချက်တွေစွန့်ပစ်ထားတဲ့ကိုတောင်ရဲ့တိတ်ဆိတ်မှုတွေမှာအသားနဲ့အယိုးတွေကွဲအပ်တန်တွေပဲကြားရပါတယ်တိုက်ခိုက်မှုတိုင်းဟာသူ့ကိုယ်သူပြစ်ဒဏ်ပါပဲအပြစ်မဲ့သူတယောက်ရဲ့အသက်ကိုကယ်တင်ဖို့သူနောက်ကျသွားပါပြီဒါပေမဲ့လူသက်သမားကိုငရဲကိုတန်းပိုးတော့မဲ့အချိန်မှာရဲတွေဝင်ရောက်လာပါတယ်သူတို့ဟာတရားမျှတမှုကိုလိုချင်ကြပါတယ်သူတို့ဟာစိတ်ယောဂါတီကိုရုံးတင်စစ်ဆေးဖို့ဆွဲခေါ်သွားခဲ့ပါတယ်တရားရုံးစတင်ပါတယ်လူသက်သမားကပြုံးပြီးအရာအလုံးကိုညှင်းဆိုပါတယ်ဒါပေမဲ့ဂိုင်းစတာကောင်းဆောင်တရားရုံးထဲကိုဝင်လိုက်တာနဲ့သူ့ရဲ့မာနဟာပျောက်ကွယ်သွားပြီးမျက်လုံးတွေကမီးလိုတောက်လောင်နေပါတယ်အေးဆက်ဆက်တန်နဲ့သူကကျွန်တော်သူနဲ့တိုက်ခိုက်ခဲ့တယ်သူ့ရင်ဘတ်နဲ့လက်တွေမှာအမာရွတ်တွေရှိတယ်အဲ့ဒါကတက်သေးပဲလို့ပြောတယ်တရားသူကြီးကပြစ်ဒဏ်ကြီးတစ်ခုချမှတ်လိုက်တယ်တရားမျှတမှုရှိတယ်ဒါပေမဲ့စိတ်ယောဂါတွေကပိုပြုံးလိုက်တယ်ထောင်ဟာလက်စားချေမှုကနေကာကွယ်ထားတဲ့အလုံးကြုံဆုံးနေရလို့သူယုံကြည်တယ်နောက်တစ်နေ့မှာသူလုံးဝမားသွားတယ်အကျဉ်းသားတိုင်းကလေးစားမှုအနေနဲ့ခေါင်းကုန်းကြတယ်တယောက်ယောက်ကဂိုင်းစတာခေါင်းဆောင်သူ့ကိုယ်သူအညံ့ခံတယ်ဆိုတာသိတယ်သူကထောင်ဒဏ်ချမှတ်ဖို့လာတာမဟုတ်ဘူးလူသက်သမားရဲ့အသက်ရှူတန်တိုင်းကိုငရဲအဖြစ်ပြောင်းလဲဖို့သူလာတာ